ကဲအားလုံးမင်္ဂလာပါရွက်ကဲဝင်လဲမှာကဲဒီနေ့ကတော့တောင်းကလပ်ပေါ်မြို့နယ်73ရက်ကွက်ပေါ့နော်တာဝရီလန်73ရက်ကွက်မှာတာဝရီလန်16လမ်းပေါ်မှာရှိတယ်ပေါ့16လမ်းနဲ့15လမ်းကြားမှာရှိတယ်ရေကန်ကြီးနောက်ရောက်နေတယ်ရေကန်ကြီးမိုက်တော့မိုက်တယ်ရေကန်ကြီးတော်တော်လေးတော့ပြည့်ပြည့်ထိန်သိမ်းမှုအားနဲ့လို့လောင်တယ်လူတော့တိတ်မရှိဒီကနေ့ချက်ကြည့်လိုက်နော်ဒီတော့မီးတို့သမီးရောစားတယ်သိတာအဲ့ဘေးမှာလေသူတို့မျိုးလာပါအဲ့တော့လာတော့ဟာတဲ့အဲ့ဟုတ်တယ်အမှသူကဲလေးတော့ရှိလို့ကောင်းရေကင်းရတော့လာပါကွာကျေးဇူးပါကိုလည်းမိုက်ပါတယ်ဒီစိမ့်တဲ့မှုမရှိငားများတဲ့တွေ့တော့များအရွယ်တွေ့ရတာအိမ်နာနေရင်တော့နောက်တစ်ခါတော့လမ်းလျှောက်ဖြစ်မှာပြေးကြတယ်ကျမ်းပါတယ်လာနော်ဟုတ်တယ်ဟိုဝတ်တွေရောက်သေးတာကဲတော့တင်မယ်နော်ဟုတ်ပါစီ